အမှန်တော့ဒါတွေကအများသိပြီးသားကိစ္စတွေပါအမှားကြာအမှန်ဖြစ်ဆိုသလိုမဖြစ်ရအောင်နှွေးပေးတဲ့သဘောပါပဲအဓိကကတော့ကိုလှုပ်ရှားရှိတာဆက်လုပ်နေကြဖို့ပါပဲရန်သူကပို့ပြီးတော့ပြတ်သားပါတယ်အခါကြီးရဲ့ကြီးမရှောင်ဘုံကျဲတပ်ဖြတ်တာတွေနေ့တိုင်းလုပ်နေပါတယ်ဒါတွေနဲ့ပတ်သက်လို့ကုလအပါအဝင်နိုင်ငံတကာကရှုံချကန့်ကွက်တာတွေတွေ့ရမှာပါကဘာကတတ်နိုင်တာအဲ့ဒါလောက်ပါပဲကိုကိစ္စကိုပဲလုပ်ကြရမှာပါအခုရွေးကောက်ပွဲကာလမှာစစ်တပ်ကလက်ဦးမှုယူပြီးတိုက်ခိုက်လာမဲ့စစ်ရေးကိုရိုက်ချိုးဖို့လိုပါမယ်တော်လှန်ရေးဘက်ကလည်းလက်ဦးမှုရအောင်ပြန်လုပ်ရမှာဖြစ်ပါတယ်ခက်ကွင်းပြင်တာနဲ့ရွာတစ်ကြီးရောက်နေလို့တော့မဖြစ်ဘူးပေါ့မဟာဗျူဟာကျတဲ့စစ်ရေးအလှည့်ပြောင်းအတွက်မဟာဗျူဟာကျတဲ့အင်အားစုစည်းထားတဲ့တပ်တွေလိုပါတယ်အဲ့ဒီအတွက်ပဲပြင်ဆင်နေကြရတာဖြစ်လို့အချိန်ကအဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပါတယ်အခုဖတ်ပြပေးခဲ့တဲ့ဆောင်းပါးလေးကတော့ PDF Insight ကနေကူးယူတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်